အားလုံးပဲမင်္ဂလာပါရှင် Luna Diesel page ကနေပြီးပြန်လည်ကြိုဆိုပါရစေအခုဒီနေ့မှာတော့ဒီပုံလေးနှစ်ပုံပေါ့နော်ပုံ1နဲ့2မှာဒီ Moonology Oracle deck လေးကနေပြီးတော့သင်တို့အတွက်ဘာပြောထားလဲဘာ message လေးတွေပေးထားလဲဘာအကြောင်းအရာလေးတွေပြောထားလဲဆိုတဲ့ဟာကိုပိုင်း1 and 2ကိုရွေးပြီးတော့နောက်မှာအဖြေလေးတွေကြည့်ပေးပါရှင်အားလုံးပဲမင်္ဂလာပါရှင် Luna Diesel page ကနေပြီးကြိုဆိုပါရစေအခုဒီPi1 ကိုပေါ့နော်ပုံ1ကိုရွေးချယ်တဲ့သူတွေအတွက်ဒီ Moonology Oracle card လေးတွေကနေတဆင့်ပေါ့နော်ဒီ Moon က Moonology ကနေပြီးတော့ဘယ်လို message ပေးထားလဲဆိုတာလေးကြည့်ပေးထားပါတယ်ဒါ Oracle နဲ့အရင်တကက်ကြည့်ပြီးတော့ Tarot card လေးတွေနဲ့ပြန်ရှင်းထားတာပေါ့နော်ဒီ Tarot card လေးတွေမှာဆိုလို့ရှိရင်လည်းဒီ Everyday Witch Tarot deck လေးပေါ့နော်ဒါလေးရတယ်ကျွန်မရဲ့ favorite card လေးလည်းဖြစ်တယ်ဆိုတော့ဒါလေးကိုသုံးပေးထားပါတယ်ဆိုတော့ Pi1 ကိုရွေးချယ်တဲ့သူတွေပေါ့နော်ဒီ Moonology ကပေးတဲ့ message ကကြတော့ you are good enough တဲ့ full moon in Virgo ပေါ့နော်ဆိုတော့ဒီဟာလေးရဲ့ Oracle deck လေးတွေကကြတော့ဒီ Tarot နဲ့ကွာတာကသူကဒီသူ့ရဲ့ meaning ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကိုသူတစ်ခုနဲ့တစ်ခု Oracle တစ်ခုနဲ့တစ်ခုမတူဘူးပေါ့နော်ဒီအဖြေလေးတွေကစာအုပ်လေးတွေနဲ့ပါတယ်အဖြေလေးတွေပေးထားတယ်ပြီးတော့ပုံနဲ့ဒီဓာတ်ရိုက်အဖြေယူရတယ်ပေါ့နော်ဒီ Tarot ကကြတော့သူကဒီပုံလေးတွေကိုကြည့်ပြီးတော့အဓိပ္ပာယ်ကိုပေါ်ရတယ်အဓိပ္ပာယ်ကိုခံစားရတယ်စသဖြင့်ပေါ့ဆိုတော့ဒီ you are good enough ဆိုတဲ့ message ကကြတော့အခုချိန်မှာပေါ့နော်ဒီပိုင်းဝရွေးချယ်ထားတဲ့သူတွေကို honest ဖြစ်ဖြစ်ရိုးရိုးသားသားနဲ့ကိုလိုချင်တဲ့မေးခွန်းတွေကိုမေးလာပေါ့နော်ပြီးတော့ကိုရောတကယ်ရိုးသားလားတဲ့ဆိုပြီးတော့ဒီ Oracle လေးကပြောထားတယ်ပေါ့နော်အခုချိန်မှာမင်းပင်ပန်းနေရင်ပင်ပန်းနေတဲ့အတိုင်းစိတ်အစင်မပြေတဲ့အတိုင်းပေါ့နော်အဲ့ဒီဟာကို honest ဖြစ်နေလားနောက်တစ်ခုကကြတော့ကိုလိုချင်တဲ့အရာတွေကိုပေါ့နော်တောင်းတတဲ့အရာမှာတောင်းတတဲ့နေရာမှာကိုလိုချင်တဲ့နေရာတွေကိုကိုလိုချင်တဲ့အရာတွေကိုစဉ်းစားတဲ့အခါမှာပေါ့နော်ကိုကပဲအရန်ကြီးများနေရလားပေါ့ဆိုပြီးတော့ဒီကက်ဒီစာအုပ်လေးထဲမှာသူကအဲ့လိုပြောထားတယ်ပေါ့နော်ဆိုတော့မင်းဟာ good enough ဖြစ်ပါတယ်တဲ့အခုလိုချင်တဲ့ကိုလိုရှိနေတဲ့အရာတွေကိုအတွက်စိတ်မချမ်းမြေမှုတွေပေါ့နော်ဒါတွေကကိုဒါတွေကိုပေါ့နော်ဒီလောက်ဖို့အတွက်ကကိုရိုးသားသားနဲ့မေကုံးနေမေးကြည့်ပါပြီးတော့ကိုဘာတွေပင်ပန်းနေလဲကိုအတွက်ကိုရောကိုဘယ်လိုမျိုး balance ဖြစ်အောင်လုပ်နေလဲစသဖြင့်ပေါ့နော်အဲ့လိုလေးမေးကြည့်ပါတဲ့ဆိုတော့ဒီ tarot card လေးတွေမှာကြာလာတဲ့ card လေးတွေကအရန်လှတယ်နော် Ace of Cups the Lovers 8 of Pentacles ဆိုတော့အချစ်ရေးနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီ lovers လေးတွေ Ace of Cups လေးတွေကပေါ့နော်အခုချိန်မှာကိုကလုံးဝအချစ်ခံနေရတဲ့ကာလကိုပေါ့နော်ရောက်နေတယ်ဆိုတော့ကိုရဲ့ချစ်သူကိုရဲ့မိသားစုပဲဖြစ်ဖြစ်ကိုရဲ့တငယ်ချင်းပဲဖြစ်ဖြစ်ကိုကိုဂရုစိုက်ပေးတာဆောက်ရှောက်ပေးတာဒါလေးတွေရှိနေတယ်ဒါပေမဲ့အဲ့ဒီဟာပေါ်မှာကိုကအလိုမကျဖြစ်နေတာလေးတွေလည်းရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကဒီမှာ Ace of Cups ဆိုလို့ရှိရင်လည်းကိုအတွက်ကဒီမေတ္တာရေးနဲ့ပတ်သက်လို့ကံကောင်းနေတဲ့အခြေအနေအချိန်ခါကောင်းတယ်ကိုပေါ်မှာကောင်းတဲ့လူကောင်းတွေနဲ့တွေ့တယ်ဆိုတော့ကိုဂရုစိုက်ဖို့ကိုရဲ့ physical မှာဘာတွေပင်ပန်းနေလဲဘာတွေဘယ်လိုနားရမလဲပေါ့နော်ဘယ်လိုကျန်းမာရေးဂရုစိုက်ရမလဲစသဖြင့်အဲ့ဒီဟာလေးတွေကိုဂရုစိုက်ဖို့လိုတယ်အထူးသဖြင့်စိတ်ပင်ပန်းတာကိုပေါ့နော်စိတ်ပင်ပန်းတာကိုအလုံးကြီးပဲအရန်လုံးမနေပဲနဲ့ကိုစိတ်ပင်ပန်းနေရင်နည်းနည်းအနားယူပေးပါကိုရဲ့စိတ်သက်သာရာရဖို့ stress တွေရောဖို့ဘယ်လိုမျိုးအနားယူတင်လဲဆိုတာကိုပြန်မေးပါအဲ့ဒါလေးလုပ်ပေးရမယ်ပေါ့နော်ဒီမှာ 8 of Pentacles အရာတော့အခုချိန်မှာငွေကြေးကိုပဲအသေးအတန် focus လုပ်မိနေတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဒီ physical ပင်ပန်းမှုတွေ stress တွေစသဖြင့်အဲ့ဒီဟာတွေကိုလည်းပြန်ပြီးတော့ကြည်ပါဂရုစိုက်ပါနောက်တစ်ခုကကြတော့အရန်စိတ်ပင်ပန်းတာတွေကို short ပါပေါ့နော်ဒီမှာဒီကက်လေးကပြောထားတဲ့ဟာကအရန်စိတ်ပူပန်နေတယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီဟာအရာကပူပန်နေတဲ့အရာကိုပဲထပ်ပြီးတော့ attract လုပ်တယ်ပေါ့နော်ဆိုတော့ကိုကအရန်အတွေးတွေများနေလားနောက်တစ်ခါကိုအရန်ဝေဖန်နေလားပေါ့အဲ့ဒါလေးတွေကိုအဓိက short ရပါမယ်အဲ့ဒါလေးခရီးဆိုင်ရပါမယ်ဆိုတော့ကြားတဲ့ကက်လေးတွေကအရန်ကိုကောင်းပါတယ်ဆိုတော့ခုနပြောတဲ့အရာလေးတွေကိုခရီးဆိုင်ပါအားလုံးပဲ good luck ပါ
အားလုံးပဲမင်္ဂလာပါရှင် Luna Diso page ကနေပြီးကြိုဆိုပါရစေအခုဒီပုံနှစ်ပေါ့နော် file 2ကိုရွေးချယ်ထားတဲ့သူတွေအတွက်ဒီ monology deck လေးကနေပြီးတော့ပြောတဲ့ message လေးပေါ့နော် monology oracle ကနေပေးတဲ့ message လေးကိုကြည့်ပေးထားပါတယ်အဲဒီကပြီးတော့ဒီ everyday witch ပေါ့နော်ကျွန်မကြိုက်တဲ့ everyday witch tarot deck လေးတွေနဲ့ပြန်ပြီးတော့ဒီပဲလေးထပ်ပြီးရှင်းထားရပေါ့နော်ဆိုတော့ file 2ကိုရွေးချယ်ထားတဲ့သူတွေအတွက် message ကကြတော့ထူးခြားရပေါ့နော်ဒီမှာကြလာတဲ့ oracle ရော tarot ကနှစ်ခုကအရန်ကို resonate ဖြစ်တယ်ပေါ့နော်တိုက်ဆိုင်တယ်တူညီတယ်တကယ်ကိုရင်းရင်လောက်ခိုင်းနေတာပေါ့နော်ဘာလဲဆိုတော့ဒီမှာ be bold and make the first move တဲ့ cardinal moon ပေါ့နော်ဆိုတော့ဒီ oracle deck လေးကပြောထားတာကအခုချိန်မှာကိုက action ယူစရာရှိလို့ရှိရင်အရင်စဉ်းစားမနေဘဲနဲ့ action ယူလိုက်ပါတဲ့ကိုကစပြီးတော့ action ယူရမယ့်အချိန်ကာလဖြစ်တယ်ပေါ့နော်ဒါစီးပွားရေးပဲဖြစ်ဖြစ်အချစ်ရေးဖြစ်လူမှုရေးစသဖြင့်ပေါ့နော်ကိုနိုင်ငံသွားဖို့စဉ်းစားနေတာဆောင်ပွဲဖြေဖို့စဉ်းစားနေတာစသဖြင့်အဲ့လိုလူတွေအတွက်ဆိုလို့ရှိရင်လည်းလောက်တာလောက်ဆိုရဲကတ်ပေါ့နော် be bold ပေါ့ရဲရင်မှာကိုအတွက်လုံးဝလောက်ဆောင်ပါခြေလန်းစာပါပေါ့ဆိုတော့ဒါကဒီ oracle deck လေးကနေ meaning ဖွင့်ထားတဲ့ဟာလေးက now is the time to be bold ပေါ့နော်အခုချိန်ကတကယ်ကိုရဲရင်ရမယ့်အချိန်ကာလဖြစ်တယ်ကိုရဲ့ power ကိုပြန်ယူပါကိုလုံနိုင်တယ်ဆိုတော့အရာကိုမမေ့ပါနဲ့ action ယူရမယ့်အရာတွေ action ယူပါလုပ်ပါပြောစရာရှိတာပြောပါရဲရဲဝံ့ဝံ့လုပ်ပါပေါ့နော်ဒီမှာ oracle မှာဆိုလို့tarot deck မှာဆိုလို့ရှိရင်လည်း queen of wands ကဒီပုံနဲ့အတိုင်းပဲသူကရဲရင်နဲ့ဘိုးဖြစ်တယ်တတိရှိတယ်ရှေ့တိုးလှုပ်ဆောင်တယ်မှန်တာသူမှန်တယ်ထင်လို့ရှိရင်အလျှော့မပေးဘူးလောက်ကင်တတ်တယ်ပြီးတော့လူကြားထဲမှာလည်းထင်းထွက်နေတယ်သူ့မှာပေါ့နော် power တွေရှိနေတာပေါ့နော်လူအုပ်ထဲသွားရင်တော့မှပဲထင်းကနေဖြစ်နေတာပေါ့သူစီကနေဒီလိုမျိုးရဲရဲနဲ့ energy ထွက်နေတာကိုလူတွေခံစားမိနေတာမျိုးပေါ့နော်ဆိုတော့ဒီလိုဟာအဓိပ္ပာယ်တက်ရောက်ပါတယ်ဆိုတော့ဒီမှာကျတော့ pentacles လေးထွက်တယ်ဆိုတော့ Knight of Pentacles ကကြတော့ तू ကနည်းနည်းအချိန်ယူတယ်ပေါ့နော်ဥမာအကျိုးအမြတ်ထွက်ဖို့လုပ်ငန်းတစ်ခုလုပ်နေတယ်အကျိုးအမြတ်ရဖို့ပဲဖြစ်ဖြစ်ပေါ့နော်ငွေကြေးဥစ္စာဝင်မှုပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာ तू ကနည်းနည်းလေးတော့အချိန်ယူတယ်ဒါပေမဲ့ခိုင်မြဲတယ်foundation ကျတယ်စနစ်ကျတယ်အချိန်နည်းနည်းလေးစောင့်ရတယ်ဆိုပေမဲ့ပေါ့နော်အဲ့ဒီနဲ့ထိုက်တန်တယ်ပေါ့ဆိုတော့ဒီမှာလည်းအဲ့လိုမျိုးပဲ Ace of Pentacles ကိုအတွက်အလောက်ကိုင်းအခွင့်အလမ်းတွေအခွင့်အရေးတွေပေါ့နော်opportunities တွေဝင်လာတာမျိုးဆက်သွယ်ခေါင်းတွေရတာရေရှည်အတွက်ပေါ့နော်ကိုအတွက် long term ဖြစ်မဲ့အရာတွေရောက်လာတာမျိုးစသဖြင့်ပေါ့ဆိုတော့အဲ့လိုအရာလေးတွေဖြစ်တဲ့ကတ်လေးတွေကလည်းအင်မတန်ကောင်းပါတယ်ဆိုတော့ဒါနဲ့ချိတ်ဆက်ကြည့်မယ်ဆိုလို့ရှိရင်လည်းခုနပြောတဲ့အတိုင်းပဲကိုယ့်ဘက်ကလုံးဆရာရှိတဲ့ဟာကိုစပြီးတော့ action ယူဖို့လုပ်ဖို့အားပေးထားပါတယ်အရင်မစင်စားနေပါနဲ့ action ယူပါပေါ့နော်ပြောချင်တာကတော့ပြီးတော့ကိုကဆူတောင်းမယ်ဆိုလို့ရှိရင်ကိုယ်ဆောင်းရှောက်တဲ့ဒီအဆောင်ရှောက်တွေနှကောင်းနှမြတ်တွေပေါ့နော်ဒါတွေကိုမေတ္တာပို့ပါအမျှပေးပါသူတို့ကိုဆူတောင်းပါတဲ့ဒီ message လေးလည်းရပါတယ်ဆိုတော့စောင့်ကြည့်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်